နောက်တစ်ခုအနေနဲ့ဆရာတော် function ဖြစ်မဖြစ်ကိုနောက်ထပ်စမ်းလို့ရမယ့်နည်းဒီနည်းကတော့ vertical line test ဒေါင်းလိုက်မြင်တဲ့စမ်းသပ်ချက်ကိုဆရာတို့ထပ်သိရမှာဖြစ်ပါတယ်ဆရာတို့ဘယ်လိုစမ်းသပ်မလဲဆိုရင် a relation is a function ဆက်သွယ်ချက်တစ်ခုဟာ function တစ်ခုဖြစ်မယ်ဘယ်လိုအခြေအနေဖြစ်လို့ရှိရင်လဲဆိုရင်တော့ if each vertical line intercepts the graph at most one point ဆွဲလိုက်တဲ့ဒေါင်းလိုက်မြင်တဲ့ကြောင်းစီကတဲ့ intersect ဖြတ်ရမယ် graph ပုံကိုအများဆုံးတတ်မှတ်ပဲဖြတ်ရမှာဖြစ်ပါတယ်အဲ့တော့အများဆုံးတတ်မှတ်ပဲဖြတ်ခွင့်ရှိပါတယ်တတ်မှတ်ထက်ပိုသွားပြီဆိုတာနဲ့ဆရာတို့ဆွဲလိုက်တဲ့ vertical line ဟာပုံဖြတ်တဲ့အခါမှာတတ်မှတ်ထက်ပိုသွားပြီဆိုတာနဲ့ဆရာတို့ဒါကိုဆရာတို့ function မဟုတ်ဘူးလို့တတ်မှတ်လို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဆရာတို့ we can use the vertical line ဆရာတို့ဒေါင်းလိုက်မြင်တွေကိုအသုံးပြုနိုင်တယ် test to determine ဆုံးဖြတ်စမ်းသပ်ဖို့အတွက် whether the following graph represent function or not အောက်မှာဆရာပေးထားတဲ့ပုံတွေက function ဖြစ်သလားမဖြစ်ဘူးလားဆိုတော့ဆရာတို့ဆုံးဖြတ်လို့ရပါတယ်အဲ့တော့ဒီပုံမှာဆိုရင်ဆရာတို့ဒီဆွဲလိုက်တဲ့ဒီ graph လေးဒီမြင်းချောင်းလေးတွေကဆရာတို့ဖြစ်လဲ vertical line ဆွဲလိုက်တဲ့အခါမှာတို့ကဖြစ်လဲအမှတ်တစ်မှတ်ကိုပဲဖြတ်ပါတယ်ဒီမြင်းချောင်းလည်းအမှတ်တစ်မှတ်ကိုဖြတ်တယ်ဒါကြောင့်မို့ဒီမြင်းချောင်း function ဖြစ်တယ်ဒီ line လေးကလည်းဆရာတို့ဖြစ်လဲအမှတ်တစ်မှတ်ကိုပဲဖြတ်တာမဟုတ်လို့ဆရာတို့ function ဖြစ်တယ်ဆိုပြီးဆရာတို့သိအောင်ဖြစ်ပါတယ်ဒီမှာဆိုဆရာဒီဆွဲလိုက်တဲ့မြင်းချောင်းလေးကအမှတ်နှစ်မှတ်ကိုဖြတ်သွားပြီဒါဒီလိုအမှတ်နှစ်မှတ်ဆိုရင်ဆရာတို့ဒါက function မဟုတ်ဘူးလို့သိရမှာဖြစ်ပါတယ်နောက်ဘုံအနေနဲ့ဒီ parabola လေးဒီ parabola လေးကိုဖြတ်သွားတဲ့အမှတ်တွေကိုဆရာတို့ vertical line test နဲ့စမ်းသပ်ကြည့်တဲ့အခါမှာသူတို့ကအမှတ်တစ်မှတ်တွေကိုပဲဖြတ်သွားတာဖြစ်တဲ့အတွက်ကြောင့် function ဖြစ်တယ်လို့သိရမယ်ဒီ cycle လေးကိုဆွဲတဲ့အခါမှာ vertical line test နဲ့ဆွဲတဲ့အခါမှာအမှတ်နှစ်မှတ်နိုင်ဖြတ်သွားပါတယ်ဒါကြောင့်မို့သူ့တော့ဆရာတို့ function မဟုတ်ဘူးလို့သိရမှာဖြစ်ပါတယ် example 5 let R be the set of all real numbers let the function f be defined by f for h equal to h squared plus h plus 3 for every h belong to R evaluate f for 2 f for minus 3 f for minus h R ဆိုတဲ့အစုက the set of all real number ကိန်းစစ်အားလုံးရဲ့အစုဖြစ်ပါစေ f ဆိုတဲ့ function မှာအဓိပ္ပာယ်သတ်မှတ်ထားတဲ့ formula ကတော့ f for h equal to h squared plus h plus 3လို့ဆရာတို့ပေးထားပါတယ်အဲ့ဒီမှာရှိတဲ့ h တန်ဖိုးအားလုံးဒီ r ထဲမှာရှိရမှာဖြစ်တယ်ရှာခိုင်းတာ f for 2 f for minus 3 f for minus h အဲ့တော့ဆရာတို့ဒီမိကုန်းလေးကတော့လွယ်ပါတယ် f for h ရဲ့ formula ကိုပေးတာတော့ဆရာတို့ f for 2ဆိုလိုချင်ရင် h မှာ2အစားသွင်းပြီးတွက်လိုက်ရမယ် f for minus 3လိုချင်လည်းထိုနည်း၎င်းပဲ h မှာ minus 3အစားသွင်းပြီးတွက်ရမယ် f for minus h ဆိုလည်းအဲ့လိုပဲတွက်မှာဖြစ်တယ်ဒါကြောင့်မို့ဆရာတို့ solution အနေနဲ့ f for h equal to h squared plus h plus 3 f for 2လိုချင်တော့ h နေရာမှာဆရာတို့2တွေလိုက်ပြောင်းလိုက်ပါအဲ့တော့2 squared plus 2 plus 3ဆိုရင်ရှင်းလိုက်9ရမယ်နံပါတ် b အနေနဲ့ f for minus 3ဆိုရင်လည်း h မှာ minus 3တွေအစားသွင်းလိုက်တဲ့အခါမှာတော့ minus 3 square plus minus 3 plus 3ဆိုဒီမှာကျေတယ် minus 3 square က9နောက်နံပါတ် c အနေနဲ့ f for minus h ကိုရှာတဲ့အခါမှာလဲ h နေရာတွေမှာ minus 8အစားသွင်းလိုက်တော့ minus 8 whole square plus minus h plus 3အဲ့တော့ minus 8 whole square က h square ရမယ်ဒီမှာ plus နဲ့ minus မြောက်တော့ minus ပြီး plus 3ဆိုတာဆရာတို့လူချင်းတဲ့အဖြေတွေပဲဖြစ်ပါတယ် example 6 let the function f is a function from r to r be given by f for h equal to ph plus q where p and q are real numbers if f for 1 equal to 4 and f for minus 2 equal to 1 find p and q အဲ့တော့မေကုန်းမှာဆရာတို့ပေးထားတာကတော့ f ဆိုတဲ့ function က r ကနေ r ကိုဆက်သွယ်ထားတယ် f ဆိုတဲ့ function ရဲ့ formula ဖြစ်တဲ့ f for h က ph plus q လို့ပေးထားတယ်အဲ့ဒီမှာ p နဲ့ q ကတော့ကိန်းစစ်တွေဖြစ်ကြပါတယ်တဲ့နောက်တစ်ပေးချက်နှစ်ခုအနေနဲ့ကတော့ f for 1က4နဲ့ညီတယ် f for minus 2က1နဲ့ညီတယ်အဲ့ဒီကနေဆရာတို့ရှာခိုင်းတာတော့ find p and q p နဲ့ q ရဲ့ဒီတန်ဖိုးတွေဆရာတို့ရှာပေးရမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ solution အနေနဲ့ f for ရဲ့ formula ရေးလိုက်တယ်ပထမ given က f for 1 equal to 4အဲ့တော့ f for 1ဆိုတော့ဒီ h မှာ1အစားသွင်းရမယ်ဒါဆိုရင် f for 1ဒါဆိုရင်ဒီဘက်ခြမ်းက h မှာလည်း1သွင်းပေးရအောင်ဖြစ်တယ်ဒါကြောင့်မို့ p into 1 plus q
အဲ့ဒါကိုဆရာတို့ဘာနဲ့ပြီးညှိရမှာလဲ4နဲ့ပြီးညှိအောင်မို့လို့ equal to 4အဲ့တော့ရှင်းလိုက်တော့ p plus 2 equal to 4ဒုတိယ given က f4 minus 2 equal to 1ဆိုတော့ x ညမှာ minus 2တွင်းတော့ p into minus 2 plus 2ဒါဘာနဲ့ပြီးညှိရမှာလဲ1နဲ့ပြီးညှိရရှင်းလိုက်တဲ့အခါမှာ minus 2p plus 2 equal to 1ဆိုပြီးရရှိမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ရလာတဲ့ဒီ equation နဲ့ကြောင်းဆရာတို့ရှင်းတဲ့အခါမှာ p plus 2 equal to 4ရဲ့ 2p plus 2 equal to 1အဲ့တော့ဒီမှာမျှဖို့ကိန်းချင်းကျူရဲ့မျှဖို့ကိန်းချင်းညီတာမို့လို့ဒီနှစ်ခုဆရာတို့ကျူတန်မို့ခြေလို့ရအောင်စဉ်းစားတဲ့အခါမှာလက္ခဏာတူရင်ဆရာတို့ကဒီတိုင်းပေါင်းလိုက်လို့ရှိရင်ဘယ်လိုမှကြည့်မှာမဟုတ်ပါဘူးအဲ့တော့ဆရာတို့နှုတ်လိုက်တဲ့အခါမှာဒုတိယ equation လက္ခဏာပြောင်းလိုက်တယ် plus minus minus အဲ့တော့ဆရာတို့ကြည့်တယ် p နဲ့ 2p ဆိုတော့ 3p equal to 3ဆိုတော့ဆရာတို့ p equal to 1ရမှာဖြစ်တယ်အဲ့တော့ရလာတဲ့ p ကိုကြိုက်တဲ့ equation မှာအစားသွင်းအဲ့တော့ဆရာဒီမှာသွင်းလိုက်မယ်ဆိုရင်ဒီနေရာမှာ1ဖြစ်ရမယ်1ဟုတ်ပေါ်တော့နှုတ်တော့ဆရာတို့3ဆိုပြီးတော့ကျူတန်မို့ရမှာဖြစ်တယ်ဒါကြောင့်မို့ရှင်းလိုက်တဲ့အခါမှာဆရာလို့ကျင်တဲ့ p တန်မို့1နဲ့ကျူတန်မို့3ဆိုပြီးရရှိမှာဖြစ်ပါတယ်ဆရာတို့နောက်ထပ်အကြောင်းအရာတစ်ခုအနေနဲ့ကတော့ the domain of a function တစ်ခုရဲ့ domain ကိုဆရာတို့ဆက်လက်လေ့လာကြအောင်ဖြစ်ပါတယ်အဲ့တော့ 1 the domain of a function is not specified function တစ်ခုရဲ့ domain ကိုတဲ့ is not specified အဓိပ္ပာယ်မသတ်မှတ်ထားတဲ့အခါဆိုရင်တဲ့ဆရာတို့ကဘယ်လိုယူဆရမလဲဆိုရင် assume ဆိုတာယူဆရမယ် it is the set of all possible real number ဒီ domain မှာဆရာတို့ဘာတွေဖြစ်ရမလဲ the set of all possible real number ဖြစ်နိုင်တဲ့အပေါင်းကိန်းစစ်အားလုံးရဲ့အစုတွေဖြစ်ရမယ်ဘာအတွက်လဲဆိုရင်တော့ function က make sense ဆိုတာ function အဓိပ္ပာယ်ရှိဖို့အတွက်အဲ့တော့ function အဓိပ္ပာယ်ရှိဖို့အတွက်ဆရာတို့ domain တွေမှာဆရာတို့ဘာတွေကိုယူဆရမလဲဆိုရင်တော့ကိန်းစစ်အားလုံးရဲ့အစုတွေပါဝင်တဲ့အစုကိုဆရာတို့ကယူဆရမှာဖြစ်ပါတယ် example 7 state the domain of number a b c ဆိုပြီးဆရာတို့ဒီမှာ function 3ခုရဲ့ formula တွေပေးထားပါတယ်အဲ့တော့ဒီမှာပေးထားတဲ့ဒီ function တွေရဲ့ domain ကိုရှာဖို့အတွက်ဆရာတို့ဘယ်လိုဖြစ်မှရမလဲဆိုရင် domain ဖြစ်ဖို့အတွက်ဆိုရင်ဆရာတို့ဘယ်လိုယူဆရမလဲဆရာတို့ခဏပြောသလို the set of all possible real number ကိန်းစစ်တွေရဲ့အစုဖြစ်မှသာဆရာတို့ domain ဖြစ်ယူဆလို့ရမှာဖြစ်တယ်အဲ့တော့ solution အနေနဲ့ number 8မှာကြည့်တဲ့အခါမှာဆရာတို့ပေးထားတဲ့ function ကတော့ဒါ fraction အပိုင်းကိန်းဖြစ်နေတာပေါ့ဒီမှာဆရာတို့ဒီ function ရဲ့ domain ကိုရှာတဲ့အခါမှာအပိုင်းကိန်းဖြစ်တဲ့အတွက်ကြောင့်ပိုင်းကြီးမှာဆရာတို့0ဖြစ်ခဲ့လို့ရှိရင် 1/0 ဆိုဆရာတို့ဒါ undefined သူဒီ real number ကိန်းစစ်ဟုတ်လို့မဟုတ်ပါဘူးဒါဆိုရင်ဆရာတို့အဲ့လိုဖြစ်ခဲ့တဲ့အခြေအနေဆိုရင်တော့ဒါအဓိပ္ပာယ်ရှိတဲ့ function ဆိုပြီးယူဆလို့ရအောင်မဟုတ်ပါဘူးအဲ့တော့ make sense အဓိပ္ပာယ်ရှိဖို့အတွက်ဆိုရင်ဆရာတို့ h မှာဘာနဲ့တော့ညီလို့မရဘူးလဲဆိုရင်1နဲ့တော့ညီလို့ရမှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုရင်1သာရခဲ့လို့ရှိရင်ဆရာတို့ရှင်းလိုက်လို့ရှိရင်1/1 - 1ဆိုအောက်မှာ0ဖြစ်သွားရင်ဒါက real number ကိန်းစစ်မဟုတ်တော့ဘူးဒါကြောင့်မို့ဆိုလိုချင်တဲ့အဓိပ္ပာယ်ကတော့ဒီနံပါတ် a ရဲ့ function အဓိပ္ပာယ်ရှိဖို့အတွက်ဆိုရင် h တန်ဖို့ -1 နဲ့မညီတဲ့အချိန်တွေမှသာအဓိပ္ပာယ်ရှိမှာဖြစ်ပါတယ်ဒါတော့ဆရာတို့အလွယ်စဉ်းစားလို့ရှိရင်တော့ function က fraction အပိုင်းကိန်းဖြစ်လို့ရှိရင်ဒီပိုင်းကြီးကတန်ဖို့ကဆရာတို့က0နဲ့ညီလို့ရမှာမဟုတ်ဘူးဆိုတော့သိရမှာဖြစ်ပါတယ်ဒါအောင်ဆရာတို့ဆက်ရှင်းလိုက်လို့ရှိရင်တော့ h not equal to 1ဆိုတဲ့ဆရာတို့လိုချင်တဲ့အဖြေကိုရမှာဖြစ်တယ်နံပါတ် b မှာဒါကြောင့်မို့ဆရာတို့ရဲ့ domain ကိုရေးတဲ့အခါမှာတော့ domain of f ကိုလိုချင်လို့ရှိရင် the set of h set that h not equal to 1 h belong to r အဲ့တော့ domain အဖြေတွေမှာ h တန်ဖိုးက -1 နဲ့တော့ညီလို့မရဘူးပြီးရင် h တန်ဖိုးအားလုံးက real number r ထဲမှာပါမှာဖြစ်ပါတယ်ဆိုလို့ရှိရင်နံပါတ် b အတွက်ဆိုရင်တော့ဒါက fraction အပိုင်းကိန်းဖြစ်တယ်ဒါပေမဲ့ပိုင်းကြီးကဆရာတို့ဒါ real number ဖြစ်နေပြီးသားဖြစ်တဲ့အတွက်ကြောင့် for all real number ကိန်းစစ်အားလုံးအတွက်ဒီ function က make sense အဓိပ္ပာယ်ရှိမှာဖြစ်တယ်ဒါကြောင့်မို့သူ့ရဲ့ domain အနေနဲ့ကတော့ h set that h belong to r ဒီ h တန်ဖိုးအားလုံးက r ထဲမှာရှိတယ်မို့လို့ဒီ r ရဲ့အစုအနေနဲ့ရေးလို့ရပြီဖြစ်တယ်ဒါလို့မရေးရင်လည်းဆရာတို့ r ဆိုပြီးတစ်လုံးနဲ့ရေးရင်လည်းဆရာတို့ရပါတယ်နံပါတ် c အနေနဲ့ပေးထားတဲ့ function ကတော့ f for h equal to 1/h square minus 4ဒီမှာလဲဆရာတို့ fraction အပိုင်းကိန်းပဲဖြစ်ပါတယ်အဲ့တော့အောက်မှာပေးထားတဲ့ပိုင်းကြီးက h square minus 4အဲ့တော့ဆရာခဏပြောသလိုပဲ
ပိုင်းကိန်းဆိုရင်တော့ပိုင်းကြီးက0နဲ့ညီလို့မရပါဘူးဒီကနေဆရာတို့ရှင်းလိုက်လို့ရှိရင် h square not equal to 4အဲ့တော့ h square h not equal to plus or minus 2ရမှာဖြစ်တယ်ဆိုလိုတဲ့ဘက်က h တန်ဖိုးက2နဲ့လည်းညီလို့ရမှာမဟုတ်သလို minus 2နဲ့လည်းညီလို့မရပါဘူးအဲ့လိုလည်းညီခဲ့ရင်ဆရာတို့ဒီ function ကအသေးပဲမရှိဘူးအဲ့တော့ဘယ်လိုရေးရလဲ h က2နဲ့ညီလို့မရဘူးပြီးတော့ minus 2နဲ့လည်းညီလို့မရအဲ့လိုအချိန်မှာမှ function က make sense အသေးပဲရှိမှာဖြစ်တယ်အဲ့တော့ domain အနေနဲ့ကတော့ဆရာတို့ခဏကလို့တော့နံပါတ် a ရလို့ပဲဆရာတို့ h set that h not equal to 2 and h not equal to minus 2ကျန်တဲ့ဖြေတွေက h belong to r ထဲမှာရှိရမှာဖြစ်ပါတယ်နောက်ခေါင်းစဉ်တစ်ခုအနေနဲ့ကတော့ equality of functions function တစ်ခုတူညီခြင်းအကြောင်းဆရာတို့လေ့လာရမှာဖြစ်တယ် two function f and g are equal and we write f equal to g if and only if number 1 f and g have the same domain and number 2 f of h equal to g of f for each element h in the domain function တစ်ခုညီဖို့တက်စဉ်အောက်ပါအချက်တစ်ချက်ညီရမှာဖြစ်ပါတယ်ပထမချက်အနေနဲ့ကတော့ f ဆိုတဲ့ function နဲ့ g ဆိုတဲ့ function ရဲ့ domain တွေတူတာပါမယ်ဒုတိယချက်အနေနဲ့ကတော့ domain ထဲမှာရှိတဲ့ element တစ်ခုစီအတွက်ဆရာတို့ဒါတွေကဘာတန်မိုးလို့ဆိုရင် image တွေဖြစ်ပါတယ်အဲ့တော့ domain ထဲမှာရှိတဲ့ element တစ်ခုစီရဲ့ image တွေညီရမှာဖြစ်ပါတယ်အဲ့လိုနှစ်ချက်ညီမှသာဆရာတို့ function တစ်ခုညီတယ်လို့ဆရာတို့သတ်မှတ်လို့ရမှာဖြစ်ပါတယ်အပြန်လာအားဖြင့်လည်းဆရာတို့ဘယ်လိုသတ်မှတ်လို့ရလဲဆိုရင်ဒီနှစ်ချက်ဖြစ်ခဲ့လို့ရှိရင် function တစ်ခုညီပြီလို့ဆရာတို့အပြန်လာသိရမှာဖြစ်တယ်အဲ့တော့ function တစ်ခုညီရင်အောက်ကအချက်တစ်ချက်ဖြစ်မယ်အောက်ကအချက်တစ်ချက်သာညီခဲ့လို့ရှိရင်တော့ function တစ်ခုညီမယ်ဆိုပြီးတော့အပြန်လာသိရမှာဖြစ်တယ် example အနေနဲ့ကတော့ example 8 determine whether f of h equal to h minus 2 and g of h equal to h square minus 4 by h plus 2 are equal function or not ပေးရတဲ့ function တစ်ခုကညီသလားမညီဘူးလားဆိုတော့ determine ဆုံးဖြတ်ခိုင်းတာဖြစ်ပါတယ်solution နဲ့လည်းဆရာတို့ရှာတဲ့အခါမှာ f function domain f ကဆရာတို့သူကတော့အောက်မှာ fraction နဲ့ပြောအောက်မှာ1ပဲဆိုတော့ဆရာတို့ဖြစ်ခွင့်ရှိတယ်ဒါကြောင့်မို့သူကတော့ real နဲ့မှာ r ပဲဖြစ်ပါမယ် domain ကိုကြည့်တော့ဆိုရင်တော့ fraction ရဲ့ပိုင်းကြီးမှာရှိတဲ့ h plus 2က0နဲ့ညီလို့မရဘူးအဲ့ဒီမှာဆရာတို့ရှင်းလိုက်ရင် h တန်ဖိုးက -2 နဲ့ညီလို့ရအောင်မဟုတ်ပါဘူးဒါကြောင့်မို့သူရဲ့ domain အနေနဲ့ကတော့the set of h set that h not equal to -2 h belong to r h တန်ဖိုး -2 နဲ့တော့ညီလို့မရဘူးကျန်တဲ့ h တန်ဖိုးတွေကတော့ r ထဲမှာရှိရမှာဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့ domain တစ်ခုမညီပါဘူးဒါကြောင့်မို့ဒီ function တစ်ခုကလည်းဆရာတို့မညီဘူးဆိုတာကိုသိရမှာဖြစ်တယ်ဒါကြောင့်မို့ f not equal to g ဆိုပြီးတော့ရေးပေးရမှာဖြစ်ပါတယ် exercise 4.3 မှာဆရာတို့ number 1 determine whether each relation is a function or not if it is a function state the domain and rate အောက်မှာပေးထားတဲ့ဒီ relation တစ်ခုစီကိုဆရာတို့ function ဟုတ်သလားမဟုတ်ဘူးလားဆိုတာကိုဆုံးဖြတ်ပေးရမယ်အကယ်၍ function ဖြစ်ခဲ့လို့ရှိရင်သူ့ရဲ့ domain နဲ့ rate ကိုဆရာတို့ရှာပေးရမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒီမှာပေးထားတဲ့ဆရာတို့ ABC သုံးပုံမှာဆိုရင်နံပါတ် A မှာဆိုရင်တော့ဒီ domain ထဲမှာရှိတဲ့ element တွေကဟိုဘက်ခြမ်းက exactly 1တစ်ခုနဲ့ပဲတည်တည်ကြဆက်သွယ်ပါတယ်နံပါတ် B မှာဆိုရင်တော့ဒီ2ဆိုတဲ့ element က exactly 1မဟုတ်ပါဘူး element နှစ်ခုနဲ့တော့ဆက်နေပါတယ်နံပါတ် C မှာဆိုရင်လည်း4ရော9ရော60ရောက element တစ်ခုတည်းပို့ပြီးဆက်သွယ်နေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဆရာတို့ဒီသုံးပုံအရမှာဆိုရင်တော့ A ကတော့ function ဖြစ်မယ် B နဲ့ C ကတော့ function မဖြစ်ဘူးဆိုတာဆရာတို့သိရမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့နံပါတ် A တော့ကတော့ solution ဖြစ်တယ်ဒါကြောင့်မို့သူ့ရဲ့ domain က 0 -1 1 rate ကတော့0 1အစုမလို့ဆရာတို့တုံ့ပြန်နေရေးရမယ်နံပါတ် B ကတော့ it is not a function နံပါတ် C လည်းပဲ it is not a function မဟုတ်ပါဘူး aside number 2မှာတော့ consider the following relations determine whether each relation is a function or not if it is a function write down the domain and rate အဲ့တော့အောက်မှာဆရာတို့ relation တွေနဲ့အားလုံးဆရာတို့ကို A B C D E F ဆိုပြီး6ဖို့ပေးထားပါတယ်ဒါကိုဆရာတို့က function ဖြစ်သလားမဖြစ်သလားဆုံးဖြတ်မယ်
gate function ဖြစ်ခဲ့လို့ရှိရင်သူရဲ့ domain နဲ့ rate ကိုရေးပြရမှာဖြစ်ပါတယ်နံပါတ် A မှာဆရာတို့ကြည့်တဲ့အခါမှာ domain ဖြစ်မဲ့ဒီ first element ရဲ့အစုက domain ဒီ domain တစ်ခုစီက exactly one တိတိကျတစ်ခုနဲ့ပဲဆက်သွယ်နေတာမို့လို့သူဒီဆရာတို့ function ဖြစ်ပါတယ်ဒါကြောင့်မို့ domain ကကြတော့1 2 3 4 first element တွေကိုဆရာတို့အစုအနေနဲ့ရေးပြင်ရဖြစ်ပါတယ် range အနေနဲ့တော့ second element တွေအစုနဲ့ရေးတဲ့အခါမှာ3 5 7 9ဆိုပြီးရအောင်ဖြစ်တယ်နံပါတ် B အတွက်ဆိုရင်တော့ domain မှာရှိတဲ့ element ဖြစ်တဲ့ -1 က 3 နဲ့လည်းဆက်တယ်1နဲ့လည်းဆက်နေတာဖြစ်ပါတယ်အဲ့တော့ exactly 1တိတိကျကျဆက်သွယ်ထားတာမဟုတ်တဲ့အတွက်ကြောင့်သူက function မဟုတ်ပါဘူးဒါကြောင့်မို့ it is not a function နံပါတ် C မှာဆိုရင်တော့ domain မှာရှိတဲ့ element က1 2 3 2အဲ့တော့ဒီမှာဆိုရင်2ဆိုတဲ့ element က3နဲ့လည်းဆက်နေတယ်1နဲ့လည်းဆက်နေပါတယ်အဲ့တော့ exactly 1မဟုတ်တဲ့အတွက်ကြောင့်သူဒီလည်း function မဟုတ်ပါဘူးနံပါတ် D မှာဆိုရင်တော့ဆရာတို့ domain မှာရှိတဲ့ element တစ်ခုစီဟာ exactly 1တိတိကျကျတစ်ခုတွေနဲ့ပဲဆက်သွယ်နေတာဖြစ်တဲ့အတွက်ကြောင့် function ဖြစ်မယ်အဲ့တော့ပထမ element တွေရဲ့အစုက domain ဖြစ်မယ်ဒုတိယ element တွေရဲ့အစုက rate ဖြစ်မှာဖြစ်ပါတယ်နံပါတ် E မှာဆိုရင်တော့ဆရာတို့ first element ဖြစ်တဲ့0 1 3 4က exactly 1တိတိကျတစ်ခုနဲ့ပဲဆက်နေတာဖြစ်တဲ့အတွက်ကြောင့် function ဖြစ်တယ် first element ရဲ့အစုက domain second element ရဲ့အစုက rate ဖြစ်ပါမယ်နံပါတ် F အနေနဲ့ပေးထားတဲ့ function မှာဆိုရင်တော့ for ဆိုတဲ့ element က C နဲ့လည်းဆက်နေတယ် E နဲ့လည်းဆက်နေတာမို့လို့ exactly 1မဟုတ်တဲ့အတွက်ကြောင့်သူက function မဟုတ်ဘူးဆိုပြီးဆရာတို့သိရမှာဖြစ်ပါတယ်အဲ့ဒီတော့ဆရာရဲ့သင်ခန်းစာကိုဒီမှာပဲရပ်နာလိုက်ပါတယ်နောက်လာမယ့်သင်ခန်းစာတွေမှာလည်းဆက်လက်လေ့လာကြပါလို့အကြံပြုလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာကြပါစေ